ကဲစူပါလက်ကရောမနီညာကစမီတန်နဲ့ကျော်ဆောင်ဝင်းရဲ့ထိုးသက်ပွဲကြီးမှာကျော်ဆောင်ဝင်းကနိုင်တဲ့အကြောင်းပြောလာတယ်ပေါ့နော်ဆိုတော့ဒီစူပါလက်အကြောင်းပြောရရင်ဗျစူပါလက်ဟာရော့ထန်နေအမှန်တမ်းမှကွာကြပါတယ်ဘလို့ကွာကြလဲဆိုတော့မြန်မာဖိုက်တာတွေကိုနော်ကူညီတဲ့နေရာမှာမြန်မာဖိုက်တာတွေကိုလေးစားတဲ့နေရာမှာမြန်မာဖိုက်တာတွေကိုနေရာပေးတဲ့နေရာမှာညနေတာမလိုက်တဲ့နေရာမှာအမှန်တမ်းမှကွာကြပါတယ်နော်ကျွန်တော်တို့စူပါလက်ကကျွန်တော်တို့ရဲ့တန်းစင်ကိုဆိုရင်သူ့ရဲ့ချင်းမှာကိုယ်တိုင်ခေါ်ပြီးတော့လေ့ကျင့်ပြင်ဆင်ပေးတယ်အင်မတန်မှကောင်းတယ်အားပေးတယ်တန်းစင်ရှုံနိုင်တယ်ယနေ့ချိန်ကြီးကူညီတော့မဲ့ဖုံးဆက်ပြောတော့မဲ့နော်ဗီဒီယိုကိုခေါ်တော့မဲ့အားပေးတယ်မနေ့ကကြော်ဆောင်ဝင်ကျွန်တော်ဝတ်ချိန်ပြီးနော်ကျွန်တော်တို့ဒီအင်တာဗျူးဖြေချတဲ့အခါမှာနော်ပွဲမထိုးခင်မှာကျွန်တော်ရဲ့စူပါလက်ကဖုံးဆက်ပြီးတော့ဗျအားပေးခဲ့တာတွေ့ရတယ်ပေါ့နော်ဆိုတော့မင်းညတူပွဲမှာတော့တကွင်းလုံးနော်ပထမအခြေကနေတတိယအခြေထိဗျတကွင်းလုံးပတ်ပြီးတော့နိုင်သွားတဲ့လိမ့်နေကြကမနိုင်သေးတဲ့အကြောင်းစူပါလက်ကအသီးလေးကိုဆိုထားလိုက်တာပဲဖြစ်ပါတယ်နော်ဆိုတော့ဘယ်လိုပြောမလဲကျွန်တော်ပြောချင်တာဗျာမင်းညကကြော်စော်ဝင်းကရှုံးတယ်နော်မရှုံးသေးမနဲ့ရှုံးတယ်ဆိုတော့ထိုင်တွေရဲ့လို့ရပေါ့ဗျာထိုင်းချန်ပီယံရှစ်ဆိုတော့ရှုံးတယ်ဆိုပေမဲ့ဘယ်လိုပြောမလဲကြော်စော်ဝင်းအားနည်းချက်တွေကိုကျွန်တော်အနေနဲ့မြင်တာလေးကိုပြောပြခြင်းတယ်ပေါ့နော်ဆိုတော့ကျော်စော်ဝင်းကရှိပွဲကထက်အများကြီးတိုးသက်လာမှန်ပါတယ်ဒီပွဲမှာဝိတ်ချထားရဖြစ်တဲ့အတွက်ပါဝါပိုင်းမှာပထမချက်အနေနဲ့အားနည်းချက်အနေနဲ့ပေါ့နော်ပါဝါပိုင်းမှာတော်တော်လေးကိုထိသွားတယ်သူရဲ့လက်တီထိုးချက်တွေကလိမ့်နေကြထိရောက်နော်ကွဲပြဲကျွန်တော်တို့အဖောက်သိပ်နိုင်တဲ့အထိလက်တီပါဝါကမရှိဘူးဟိုကောင်ကလေအကိတ်ကြီးကိုတဲ့မလားဝိတ်ကမချထားရကကြတော့ဆိုတော့ဒုတိယတစ်ခုကfocus နော် concentration ကအင်မတန်မှဒါနည်းနည်းနော်ဘယ်လိုပြောမလဲပွဲကိုအာယုံစိုက်တာနည်းနည်းလိုနေပေါ့နော်အပြီးတခါကျတော့တတိယကကျတော့ဒီဂျော်ဆောင်ဝင်းကလောတာနော်သူရဲ့လောလုံးလို့ထိုးတဲ့အခါမှာသူရဲ့လက်သီးချက်တွေကလေထဲမှာပဲရောက်သွားတယ်ဟိုကတစ်ချိန်လုံးကာနေတယ်ဂျော်ဆောင်ဝင်းဘက်ကရတော့မယ်ဆိုရင်ဝေပူးတယ်နော်ဆိုတော့ပြီးတဲ့အခါကျတော့ကျွန်တော်တို့ဂျော်ဆောင်ဝင်းကနော်အခြေခံချက်တွေပြီးတဲ့အခါကျတော့ပတ်တထောင်ရိုက်ချက်ပေါ့ဗျာဒါကျွန်တော်တို့ဒီနော်သွေးလင်းထက်တို့သုံးတယ်လို့မျိုးသုံးတာတွေ့ရတယ်ဒါပေမဲ့ဘယ်လိုပြောမလဲတိကျမှန်ကန်မှုနည်းတယ်ပေါ့နော်ကန်လိုက်တဲ့အခါမှာဟိုဘက်ကလိမ့်နေကြပြန်ဖမ်းပြီးတော့ body shot တွေနှိုက်တာမျိုးတွေကျွန်တော်အနေနဲ့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီဟာလေးတွေအားနည်းချက်ရှိတယ်ပေါ့ဆိုတော့အရင်ဟိုလိုမျိုးအားနေတာကိုတော့ပြောတာမဟုတ်ဘူးအဓိကတော့ဒီပွဲမှာကျော်ဆောင်ဝင်းနေနဲ့လေသူ့အနေနဲ့လည်းအခုလိုမျိုးတိုက်စစ်နေနဲ့စိုင်ထိုးမှရမယ်ဆိုတာသိတယ်ဒါပေမဲ့နည်းနည်းလောတယ်ပေါ့နော်နည်းနည်းစောင့်ထိုးရမယ်အနေထားနော်ဘယ်လိုပြောမလဲဆိုတော့တစ်ချိန်လုံးကာနေတာဗျာဟိုဘက်ကလိမ့်နေကြကြီးကာပြီးတော့ပြန်ပြီးတော့body shot တွေပြန်နှိုက်တယ်ပေါ့နော်အဲ့ဒါလေးကိုဒါကျော်စော်ဝင်းနေနဲ့ကြတော့ကျွန်တော်အနေနဲ့ဘယ်လိုထင်လဲဆိုတော့လွတ်တဲ့နေရာလေးကိုဗျာ Rambo လက်ကဒီအရက်ချုပ်ပေးလေးတွေမှာနာပြီးကိုချတယ်လို့မျိုးအခွင့်အရေးကိုတိကျစောင့်ပြီးတော့ power လက်တီးဖြစ်အားနဲ့နော်ကျွန်တော်ချတင်နေပေါ့နော်ဒါလေးကကျွန်တော်မြင်ပါပဲနော်ဆိုတော့ဘယ်လိုဖြစ်ပါမင်းညာပွဲနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ super leg ကတော့ကျော်ဆောင်ဝင်းနိုင်တဲ့နေလို့ပြောတယ်နိုင်ငံတကာပရိသတ်တွေရဲ့ comment တွေဆိုရင်ကျွန်တော်ဖတ်ရတယ်ပေါ့နော်ဘောင်းဘီအပြာရောင်ဝတ်ထားရသူကနိုင်တာလူတိုင်းဒီဆိုတဲ့နေထားမျိုးနဲ့ comment အောက်တွေမှာရေးသားကြတာကိုလေကျွန်တော်အနေနဲ့တွေ့ရတယ်ပေါ့ဆိုတော့အင်တာမကောင်းမွန်တဲ့အရာပါနော်ဆိုတော့အခုလိုမျိုးကျော်ဆောင်ဝင်းနိုင်တဲ့နေလို့ပြောပြပေးတဲ့super leg ကိုလည်းအထူးပဲ thank you လို့ပြောရင်ကျွန်တော်ရဲ့